ဒီတစ်ခေါက်မှာတော့ရာသီသာဖြစ်တဲ့ပြားလိမ့်မော်ကပေးစွမ်းနိုင်တဲ့အကျိုးကျေးဇူးလေးတွေကိုမိတ်ဆွေတို့ဘဝတုဒ္ဒရရှိစေဖို့အတွက်တင်ဆက်ပေးလိုက်ပါရရှင်။မန်ဒရင်အော်ရိန်လို့ခေါ်တဲ့ပြားလိမ့်မော်ဟာဒီလိုရာသီမျိုးမှာလှိုင်လှိုင်ပေါ်တဲ့သစ်သီးတစ်မျိုးဖြစ်ပါတယ်။ပြားလိမ့်မော်မှာဆိုရင်တော့ဗီတာမင်နဲ့အာဟာရဓာတ်တွေကျယ်ဝစွာပါဝင်တယ်လို့သိရပါတယ်။ဒါအပြင်ပြားလိမ့်မော်ဟာကင်ဆာတုပ်ကွေးနဲ့တခြားသောရောဂါတော်တော်များများကိုလည်းကာကွယ်ပေးနိုင်ပါသေးတယ်။ဒါကြောင့်အခုတစ်ခါမှာတော့ပြားလိမ့်မော်စားခြင်းကနေရရှိနိုင်မဲ့ကျန်းမာရေးဆိုင်ရာအကျိုးကျေးဇူးတွေကိုဘုဒ္ဓတာအဖြစ်ဖော်ပြပေးလိုက်ပါတယ်။နံပါတ်1ကင်ဆာဖြစ်ပွားမှုကိုလျော့ကျစေခြင်းလေးလာချက်တွေအရတော့ပြားလိမ့်မော်စားခြင်းကြောင့်အသည်းကင်ဆာနဲ့ရင်သားကင်ဆာများဖြစ်ပွားနိုင်ခြေကိုလျော့ကျစေတယ်လို့သိရပါတယ်။နံပါတ်2ကိုလက်စထရောကိုလျှော့ချပေးနိုင်ခြင်းပြားလိမ့်မော်မှာပါဝင်တဲ့အန်တီအောက်ဆီဒန့်ဟာခန္ဓာကိုယ်တွင်းကဆိုးကျိုးဖြစ်စေမဲ့ကိုလက်စထရောတွေကိုလျော့ကျစေပြီးကောင်းတဲ့ကိုလက်စထရောပမာဏကိုမြင့်တင်ပေးနိုင်ပါတယ်။နောက်ပြီးသူ့မှာအမြင့်ဓာတ်တွေလည်းပါဝင်တာကြောင့်သွေးလွှတ်ကြောထဲမှာရှိတဲ့မကောင်းတဲ့ကိုလက်စထရောတွေကိုဖယ်ရှားရှင်းလင်းပေးပါတယ်။နံပါတ်3သွေးဖိအားကိုကောင်းမွန်စေခြင်းပြားလိမ့်မော်ကိုပုံမှန်စားသုံးပေးခြင်းကသွေးလည်ပတ်မှုကောင်းမွန်စေပြီးသွေးဖိအားကိုလည်းပုံမှန်ဖြစ်အောင်ထိန်းညှိပေးနိုင်ပါတယ်။နံပါတ်4ဝိတ်ကျစေခြင်းဒီအချက်ကတော့ခန္ဓာကိုယ်အလေးချိန်ကိုလျှော့ချလိုသူတွေအတွက်အထောက်အကူဖြစ်စေမှာအမှန်ပဲဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ပြားလိမ့်မော်မှာပါဝင်တဲ့အမြင့်ဓာတ်ကြောင့်အစာအိမ်ကိုပြေဝနေစေပါတယ်။ဒါကမကြာခဏအစာစားခြင်းစီကိုလျှော့ချစေမှာဖြစ်လို့ကိုယ်လေးချိန်ကိုလျှော့ချစေနိုင်မှာဖြစ်ပါတယ်။နံပါတ်5ကိုယ်ခံစွမ်းကောင်းမွန်စေခြင်းရိုးရိုးလိမ္မော်တီးလိုပဲပြားလိမ္မော်မှာလည်းဗီတာမင်စီကျယ်ဝတ်စွာပါဝင်တာကြောင့်အရေးပတ်ခြင်းနဲ့ယာတီတုပ်ကွေးတွေကိုခုခံနိုင်စွမ်းရှိပါတယ်။နံပါတ်6အရေးပြားကျန်းမာရေးအတွက်ထောက်ကူဖြစ်စေခြင်းပြားလိမ္မော်ကိုဖြော်ရည်အဖြစ်ပြုလုပ်ပြီးပုံမှန်တောက်သုံးပေးပါကသင်အရေးပြားကိုငကိုထက်ပိုမိုကြည့်ကောင်းစေပြီးပိုကျန်းမာလှပဆိုပြည့်စီမှာဖြစ်ပါတယ်။နံပါတ်9အန်တီအောက်ဆီဒန့်ကျွမ်းဝခြင်းဗီတာမင်စီကျွမ်းဝခြင်းကြောင့်ခန္ဓာကိုယ်ကလိုအပ်တဲ့အန်တီအောက်ဆီဒန့်ကို80%ထိထောက်ပံ့ပေးနိုင်မှာဖြစ်ပါတယ်။နံပါတ်10အိုမင်းရင်ရောခြင်းကိုကာကွယ်ပေးနိုင်ခြင်းပြားလိမ့်မော်မှာပါဝင်တဲ့အာဟာရဓာတ်နဲ့အန်တီအောက်ဆီဒန့်တွေကြောင့်အရွယ်မတိုင်ခင်အိုမင်းရင်ရောခြင်းကိုလည်းကာကွယ်ပေးနိုင်ပါတယ်။နံပါတ်9အနာကျက်မြန်စေခြင်းပြားလိမ့်မော်ဟာခန္ဓာကိုယ်မှာရှိနေတဲ့ဆဲနဲ့တီရှူးတွေကိုအသစ်တဖန်မွေးဖွားပေးပြီးအလျင်မြန်ကြီးထွားစေလို့အရေပြားမှာဖြစ်ပေါ်နေတဲ့အနာတွေကိုအကျက်မြန်စေပါတယ်။နံပါတ်10ဆန်သားကောင်းမွန်စေခြင်းပြားလိမ့်မော်မှာပါဝင်တဲ့ဗီတာမင် E နဲ့ဗီတာမင် B12 ကျော်ဝစွာပါဝင်နေတာကြောင့်ဆန်သားကိုကောင်းမွန်စေပြီးပုံမနက်မောင်တန်ဆွမ်းစေပါတယ်။ခုလိုပူအိုက်ပြီးချွေထွက်လွယ်တဲ့ရာသီမျိုးမှာပေါ်ပေါ်မြများရနိုင်တဲ့ပြားလိမ္မော်ကိုစားပေးခြင်းကခန္ဓာကိုယ်အတွက်လိုအပ်တဲ့ဗီတာမင် C ပမာဏကိုလုံလောက်စွာရရှိစေနိုင်တယ်လို့နှုံးချိခြင်းနဲ့ကင်းဝေးပြီးလန်းဆန်းတက်ကြွစေနိုင်မှာပဲဖြစ်ပါတယ်။